အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်တို့16လမ်းကိုတွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရောက်ရှိခဲ့တာကတော့ဒါလမ်း20မှာရှိတဲ့စံပြုတ်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်တို့အမြဲတမ်းစားနေကြ16လမ်းကိုလာပြီဆိုလို့ရှိရင်ဒါအမြဲတမ်းစားနေကြတာလမ်း20ကစံပြုတ်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်ဒါဘဲသားစံပြုတ်ကြက်သားစံပြုတ်ငါးစံပြုတ်အစရရတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းနောက်ကျသွားရင်တော့ကုံသွားတာများတယ်စားကြရင်တော့လည်းသူတို့ဆိုင်ဖွင့်ပြီဆိုတော့လည်းစောစောလေးသွားစားမှရမယ်အတုပ်ကလည်းအဲ့လိုပဲအတုပ်ဆိုလည်းဘဲသားတုပ်အသေးမြစ်တုပ်စားတဲ့ဒီဘဲချောက်တုပ်ပါညာပေါ်ကအတုပ်တုပ်မျိုးစုံလည်းရတယ်ဒါကျွန်တော်တို့သွားတဲ့အချိန်ကတော့နည်းနည်းလေးနောက်ကျနေပြီဆိုတော့တခြားအတုပ်တွေကတော့မရခဲ့တော့ဘူးအသေးမြစ်နဲ့အသားရောတုပ်လေးတော့စားခဲ့ရတယ်ပေါ့နော်အရန်စားလို့ကောင်းတယ်လက်20ရောက်ရင်တော့တစ်ချက်တော့ try ကြည့်ပေါ့နော်ကျွန်တော်စံပြုတ်စားပြီးတဲ့နောက်မှာတော့ဒါ16လမ်းကိုဆက်လက်ပြီးတော့သွားခဲ့တယ်ပေါ့နော်ဒါလမ်းမှာတွေ့ရတဲ့အစားအသောက်ကလေးတွေပါတခြားအစားအစာတွေလည်းဒါအများကြီးတော့ရှိတယ်ကျွန်တော်အများကြီးရိုက်ပြနေရင်ကျတော့လေအရန်ရှည်တော့မှဆိုလို့တအားကြီးတော့ရိုက်မပြတော့ဘူးဒါ16လမ်းနဲ့ကိုကျွန်တော်ရောက်ခဲ့ပြီ16လမ်းကိုရောက်ရင်ကျွန်တော်အမြဲတမ်းစားလေးရှိရတာအမဲဥပြုတ်တကယ်လဲစားလို့ကောင်းတယ်ကျွန်တော်ကတော့ပါဆယ်ပဲထုတ်ခဲ့လိုက်တယ်16လမ်းနဲ့မှာဟိုကြည့်ဒီကြည့်ပတ်ကြည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘော်ဒါရီနဲ့ဆုံခဲ့ပါတယ်โอเคဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲဒါကတော့ကျွန်တော်တို့16လမ်းနဲ့ကိုအမှတ်မထင်ရောက်ခဲ့တဲ့နေ့လေးပေါ့နော်နောက်ထပ် vlog ဒီမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ